ဘရင်ကြီးကမိဖုရားအစ်စ်ကိုမြင်ပြီးအံ့ဩသွားတယ်။နန်းတွင်းမိဖုရားတွေကိုသူမကတယောက်ချင်းရိုက်နှက်ပစ်ခဲ့တယ်။ဒါရင်မကဘရင်မျက်နှာပေါ်ကိုအတွင်းဝစ်ပစ်ချလိုက်သေးတယ်။ဒီလောက်သေးတာငါဟာလို့ပြောရဲတာလားလို့သူမကဒေါသထွက်ပြောတယ်။သူမဒီလောက်မကြောက်တာက20ရာစုကနေအချိန်ဖြတ်လာတာကြောင့်ပဲ။မျက်လုံးဖွင့်လိုက်တာနဲ့ Palace Drama ဇလန်းထဲရောက်နေခဲ့တယ်။သူမက3လအကြာမှတက်ခံရမယ့်မင်းသမီးဖြစ်နေတယ်။ဒီအချိန်မှာအစေခံမကအလောတကြီးပြေးဝင်လာတယ်။ကသူမကိုကိုရန်တော်နဲ့ဖောက်ပြန်တယ်လို့တိုင်ထားတယ်။ဘီမကြီးကိုပါခေါ်လာပြီးအဖြစ်ပေးဖို့လာနေကြတယ်။သူမကဇလန်းအဆုံးသက်ကိုတိထားပြီးသား။မူလမင်းသမီးကအေးနန်းတဲ့ပိတ်ခံပြီးဒုက္ခများစွာခံရမယ်။ဘလို့ပဲဖြစ်ဖြစ်တေးရမှာပဲလို့သူမစဉ်းစားလိုက်တယ်။ဒါဆိုစိတ်ကြိုက်ပဲနေတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ဘီမကြီးကကိုရန်တော်တယောက်ကိုဖမ်းခေါ်လာတယ်။ဒီလူကအကုန်ဝင်ခံပြီးပြီလို့ပြောတယ်။မင်းတို့ဖောက်ပြန်နေတာတက်သေးရှိတယ်လို့ဆွဆွဲတယ်။ချက်ချင်းပဲသူမကိုတပ်ဖို့အမိန့်ချလိုက်တယ်။ဒါပေမဲ့သူမကအလွယ်တကူမရှုံးဘူး။ကြားပွန်းနဲ့အဖွားကြီးကိုတစ်ချက်တည်းရိုက်လွတ်လိုက်တယ်။နောက်တော့ကိုသင်ခန်းစာပေးဖို့လုပ်တယ်။ဒါပေမဲ့ဘရင်ကသူ့မလက်ကိုဖမ်းလိုက်တယ်။ဘရင်မျက်နှာကိုမြင်ပြီးသူမခဏလောက်ကြောင်သွားတယ်။မင်းကအတော်နဲ့တူလိုက်တာလို့ပြောတယ်။ဘရင်ကဒေါသထွက်သွားတယ်။ကဘာအမိုက်လဲလို့ပြန်អော်တယ်။သူမကမကြောက်ပဲပြန်ရှင်းပြတယ်။ကျမ9ရက်လုံးဖျားနေတာလို့ပြောတယ်။နန်းတော်အပြင်တော်မထွက်ဘူးလို့ဆက်ပြောတယ်။ကကိုရန်တော်ကိုမျက်စိပေးလိုက်တယ်။ကိုရန်တော်ကအနီရောင်အတွင်းအဝတ်တစ်ခုထုတ်ပြတယ်။ဒါသူမရဲ့ဟာလို့ပြောတယ်။သူမကအေးဆေးယူပြီးကိုယ်ခန္ဓာနဲ့တိုင်းကြည့်တယ်။ငါဟာဒီလောက်မသေးဘူးလို့ပြောတယ်။ဒီရွယ်ဆိုဟာဖြစ်ရမယ်လို့ပြန်ပြောတယ်။ဘရင်ကတော့မယုံဘူး။ဒေါသထွက်သွားတဲ့သူမကအဝတ်ကိုဘရင်မျက်နှာပေါ်ပစ်ချလိုက်တယ်။ဘရင်ကအရှက်ရပြီးသူမလဲပင်ကိုညှစ်ဖို့လုပ်တယ်။ဒါပေမဲ့ system တစ်ခုရုတ်တရက်ပေါ်လာတယ်။မင်းကလေးကိုထိခိုက်ရင် punishment စတင်ပြီလို့အတန်ထွက်လာတယ်။ချက်ချင်းပဲဘရင်ရင်ဘတ်နာကျင်လာတယ်။နာကျင်လွန်းလို့သူမကိုလက်လွတ်လိုက်ရတယ်။ system ကသူမကိုကာကွယ်ရမယ်လို့ထပ်သတိပေးတယ်။သူမသေးရင်ဘရင်လဲတေမယ်လို့ပြောတယ်။ဘရင်ကဒါကိုမှော်ပညာလို့ထင်နေတော့ပဲ။ဒေါသနဲ့ထက်ညစ်လိုက်တယ်။ဒါပေမဲ့နာကျင်မှုကထပ်ဖြစ်လာတယ်။ system ကတောင်းပန်မှပဲ punishment ပြောက်မယ်လို့ပြောတယ်။နောက်ဆုံးမှာဘရင်ကမဖြစ်မနေတောင်းပန်လိုက်ရတယ်။သူမကအံ့ဩပြီးဘာပြောတာလို့ပြန်မေးတယ်။ဘရင်ကဒေါသကိုကိုရန်တော်ပေါ်ပုံချလိုက်တယ်။ဒီကောင်ကိုချက်ချင်းရိုက်တက်လိုက်လို့အမိန့်ချတယ်။နဲ့ဘရင်မကြီးလည်းအပြစ်ပေးခံလိုက်ရတယ်။ဘရင်ကသူမကိုပွေ့ချပြီးနန်းဆောင်ပြန်ခေါ်သွားတယ်။မင်းဘာမှပညာသုံးထားတာလဲလို့မေးတယ်။သူမကတော့တကယ်ဘာမှမသိဘူး။ဘရင်ထက်စူးစမ်းချိန် system punishment ထပ်စတင်တယ်။နာကျင်မှုကြောင့်ဘရင်မြေပေါ်လဲကျသွားတယ်။သူမကဘရင်ယောဂဖြစ်တာလို့ထင်သွားတယ်။ချက်ချင်းဆရာဝန်ခေါ်ပေးလိုက်တယ်။ဒါပေမဲ့ဆရာဝန်ကဘရင်ကျမ်းမာပါတယ်လို့ပြောတယ်။ဒီအချိန်မှဘရင်လဲ system ကိုယုံသွားတော့တယ်။သူမကအခွင့်ကောင်းယူပြီးထွက်ပြေးလိုက်တယ်။ဒါပေမဲ့လမ်းမှာနဲ့ထပ်တွေ့သွားတယ်။ဘရင်ကြီးကမိဖုရားအစ်စ်ကိုမြင်ပြီးအံ့ဩသွားတယ်။နန်းတွင်းမိဖုရားတွေကိုသူမကတယောက်ချင်းရိုက်နှက်ပစ်ခဲ့တယ်။ဒါရင်မကဘရင်မျက်နှာပေါ်ကိုအတွင်းဝစ်ပစ်ချလိုက်သေးတယ်။ဒီလောက်သေးတာငါဟာလို့ပြောရဲတာလားလို့သူမကဒေါသထွက်ပြောတယ်။